ကိုရောဘုရားသခင်ဒီအချိန်လေးကိုကိုရောဘုရားကောင်းကြီးပေးပြီးတော့ပို့လာတော့သူများအတွက်ကျေးဇူးတင်လို့ရှင်းနေတော့သူများအတွက်ကျေးဇူးတင်တဲ့အထက်ကျွန်တော်မျိုးလေအချိန်မီရောက်လာပြီဒီလိုကျေးဇူးတင်ပါတယ်ကိုရောဘုရားတနေ့ရွှေတနေ့ငွေဆိုတဲ့သဘောတရားအခုနားလည်စရာဖြစ်ဖို့ကိုရောပေးတဲ့အသက်တာအတွက်ကျေးဇူးတင်သလိုကိုရောဘုရားသခင်လောကဓမ္မရာနဲ့တွဲနေတဲ့ဝင်တဲ့လောကုတ္တရာအသက်တာကိုကိုရောဘုရားရဲ့ဆင်ញင်စရာဖြစ်ဖို့ဒီနေ့ရလို့ကျေးဇူးတင်ပါတယ်လာပါတယ်သာသမီပြများတွေလွတ်ပါအားလုံးသောသာသမီတွေမဟာရဖြစ်စေပါကောင်းကြီးပေးပါကျွန်တော်မျိုးပြေကိုလွတ်ပါဒီနေ့ဒီနောက်ကောင်းကြီးပေးပါနာမတော်၌ဆုတောင်းဆက်ကပ်ကြပါ၏အဲ့ဒီလိုဖြတ်လိုက်မလားမသိဘူးဖြတ်နေရတယ်အခွင့်တော်ဆိုတဲ့အချိန်ကာလဟာအဖို့တတ်ပါတယ်အဖို့တတ်ပါတယ်နော်လူတွေမသိပါဘူးအလိုတော်ဆိုတာကိုတော့ကျွန်တော်တို့ကနားလည်တယ်ရှားကြတယ်ဒါပေမဲ့အလိုတော်ကိုသိတိုင်းမလိုက်နိုင်သေးပါဘူးတဲ့နော်အလိုတော်ကိုသိတိုင်းမလိုက်နိုင်သေးပါဘူးပြီးတော့အခွင့်တော်ကိုပထမဘုရားကအတွေ့ပေးပါတယ်အခွင့်တော်ရဲ့အကျိုးကတော့ပြောရမယ်ဆိုရင်ပေါ့နော်ကျိုးရတော့ကျွန်တော်တို့စိတ်ဆေးရကြဖြစ်တယ်အခွင့်တော်မှာစိတ်ဆေးရကြဖြစ်တယ်ဒါပေမဲ့အခွင့်တော်ရဲ့မင်္ဂလာကဘာလဲဆိုတော့ဘုရားသခင်ရဲ့ခန္တီတော်ကရုဏာတော်မေတ္တာတော်ကိုသိရတယ်နော်အခွင့်တော်ကအောင်းကြရည်နော်ဒါပေမဲ့အလိုတော်ကတော့ဟုတ်လားဘုရားကကောင်းကြီးကိုမြင်ရမယ်ဘုရားကအကြံစီကိုသိလာမယ်ပါဝင်လာရင်ဆုလပ်ပါဖြစ်တယ်အခကျေးဇူးနဲ့ဆုလပ်အများကြီးလာသူကနှစ်ထဖြစ်တယ်လောကရောလောကုတ္တရာရောအလိုတော်ကအခွင့်တော်ကလောကမှာပဲခဏပေါ့နော်သင်္ကန်းစာရဖို့ဒါပေမဲ့အားလုံးကတော့ဘုရားသခင်မှာတော့အကျိုးရှိဖို့ကြီးပဲလုပ်တာနော်အကျိုးရှိဖို့လုပ်တယ်ဒါကိုနည်းနည်းနားလည်ဖို့လိုပါတယ်ဟုတ်ကလားဆိုတော့အဲ့ဒီကြောင့်လေးကိုကျွန်တော်ကြည့်မယ်ဆိုရင်ပေါ့ရှင်လုကာခရစ်ရဲ့ခန်းကြီး15ကိုကြည့်ရမှာဖြစ်ပါတယ်နော်အခွင့်တော်အကြောင်းကိုကျွန်တော်တို့နော်ဥပမာနဲ့နှိုင်းပြီးတော့ပြောတော့ပါတယ်ဥပမာနဲ့နှိုင်းပြီးတော့ပြောတော့တာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နော်တစ်ဆယ်ဒီဖက်ရတော့နည်းနည်းကောင်းမယ်ရှင်လုကာခရစ်ဝင်ခန်းကြီး15အခန်းငယ်30ပါပါမယ်ထိုနည်းသူငါဆိုဒီကဘုရားသခင်ကောင်းကင်မှာတို့ဒီနောင်တရတော်လူဆိုတယောက်၌ဝမ်းမြောက်ခြင်းရှိကြသည်မိန့်တော်မူ၏တဖန်မိန့်တော်မူသည်ကတစုံပြောက်သောသူ၌သားနှစ်ယောက်ရှိ၏သားငယ်သည်အဘထံသို့သွား၏အဘကျွန်ုပ်ရခိုက်သောဥစ္စာကိုဝေ၍ပေးပါဟုတောင်းပန်လျင်အဘသည်ဥစ္စာများကိုဝေ၍သားတို့အားပေး၏ထို့နောက်များမကြာသားငယ်သည်မိမိဥစ္စာများကိုသိမ်းယူ၍ဝေးစွာသောပြည်သို့သွားပြီးလျှင်ထိုပြည်မှာကံကုန်၌လွန်ကျူးသောအားဖြင့်ဥစ္စာပြုံးပြီး၍ရှိမြတ်ကုန်သောအခါထိုပြည်၌ကြီးစွာသောအစာခေါင်းပါခြင်းဖြစ်၍သူသည်အလွန်ဆင်းရဲခြင်းသို့ရောက်၏ထိုအခါပြည်သားတယောက်ထံသို့သွား၍အစိခံလျင်ဝတ်တို့ကိုကြောင်းစေခြင်းကသူသခင်သည်တော်တော်စိတ်လွတ်သည်ဖြင့်ဝစားတတော်ပဲတော်မူပြီးစားခြင်းမတတ်ငမလျက်နေရ၏ဘယ်သူမျှအစာကိုမကြွေးထိုကတရိယာလေငါဖိုင်အိမ်၌အခစားသောသူများတို့သည်ဝါစွာစားရကြ၏ငါမူကားဤပြည်၌သေအောင်အငတ်ခံရ၏တော်ပြီနော်အစရကြည့်ပေါ့ဒီနေ့ခရစ်ယာန်များဒီဘုရားသခင်ရှိမှလေတောင်းကြတယ်မရထိုက်ပေမဲ့ရထိုက်တယ်နော်ဘာဖြစ်ဆိုတော့ခရစ်တော်ကိုယုံကြည်လက်ခံတယ်လေဘုရားသားသမီးဖြစ်ပြီလေသားသမီးဖြစ်တော့ချမ်းသာတဲ့ဘုရားသခင်ပဲဒါပေးပါဟောပေးပါနော်
ဘာမှတော့ကျွန်တော်ဘုရားစကားနားမထောင်ဘူးနားမထောင်ခြင်းသေးဘူးနောက်ပြီးတော့ဟိုဘုရားတကယ်ဘာတွေလုပ်နေလဲတော့လှမ်းမကြည့်ဘူးကြည့်မြင်သင်္ကန်းစရနိုင်လေဒါပေမဲ့လူရဲ့သင်္ကန်းစာဆိုတာဘယ်တော့မှဆိုရင်အတ္တကိုလုံးသွားမှသင်္ကန်းစာရတယ်အတ္တကိုဆိုတော့ဘာလို့အတ္တဆိုတာအတွေ့အကြုံပြကြည့်တာကိုပဲကြည့်တယ်ကိုလိုချင်တာကိုကြည့်နေတယ်အဲ့ဒါသဘာဝပဲခလေးတိုင်းပေးလူတာပဲနော်ဟုတ်လားမရရင်ငိုတာပဲသူဒါပေမဲ့မရရင်သူငိုတာတော့မှသူတောင်းတာမဟုတ်သူကဒေါနဲ့ငိုပြနေတာမဟုတ်ဒီနို့တွေပြေဖြိုးတဲ့ရနော်အခွင့်တော်ကဆိုတော့ဒါပေမဲ့အဲ့ဒီနဲ့သူကြီးလောက်အတိစိတ်သူဝင်လာဖို့လိုတယ်အတိစိတ်ဝင်လာပြီးတော့ဟိုလိုကောင်းဒါတော့မရသေးဘူးအတွေ့အကြုံလိုသေးတယ်ခံရဖြစ်ဖို့အတွေ့အကြုံလိုသေးတယ်အဲ့တော့အဖေကြီးကအမွေပေးပါတယ်စဉ်းစားကြည့်လားအမွေဆိုတဲ့စကားဒီမှာသုံးထားတဲ့စကားမဟုတ်ဘူးတော့ဒီအမွေဆိုတာကတိမ်မရမှာဘယ်သူအဖေသေးသွားမှာဘုရားတကယ်ဘယ်တော့မသေးဘူးလေအဲ့တော့အမွေရဘယ်တော့မရဘူးအဲ့တော့အဲ့တော့အတိတ်လူတာအတိတ်တောင်းတော့ပေးပါတယ်အဖေကနုတောင်းတော့ပေးလိုက်တယ်နော်မသိဘူးလားတဲ့ဒုက္ခရောမသိတယ်နော်အဖေသိသိတာဒါပေမဲ့တာလွန်၍အတိတရားနဲ့နော်အတွေ့အတော်ဆင်းရဲတွေ့တော့ဆင်းရဲမှုရင့်ကျက်လာဖို့အရေးအရှုံးခံပေးတယ်ခုံပေးလိုက်တယ်ထင်တယ်ကိုထင်တော့လူတိုင်းပေါ့ဒီနေ့လည်းအများကြီးပါပဲထင်တယ်ငါမော်ကားရင်းရချင်းငါတက်စီဆွဲမယ်ကွာတက်စီဆွဲတာလွယ်တာကြာနေတာနော်ဟုတ်တယ်ဒါပေမဲ့တက်စီဆွဲလို့လွယ်မယ်ဆိုရင်ဘယ်ရစားလဲဆိုသူများကောက်မောင်းလို့တက်စီဆွဲအဲ့ဒီစားအဲ့ဒီမှာတစ္ဆာနဲ့စားလာရင်သူကအချိန်မှပြန်ပို့ရတယ်အိမ်ကလည်းတန်းတော့အိမ်ကလည်းတန်းဒါပေမဲ့ပြန်မပို့ရင်ငါအလုပ်ပြုတ်သွားမယ်ပြန်ပို့ရတော့လားဒီအလေးတွေအဖို့တန်နေမှမသိဘူးလေအဖေကျွန်တော်ကတက်စီဝယ်ပေးပါဆိုရင်တော့ဝယ်ပေးတာပေါ့ပေးရနော်ဒါပေမဲ့အဲ့ဒီသားကိုကြည့်ဟောတော့သူ့ကားလေသူအဲ့ဒီမှာဖြစ်ဟာစိတ်ကူးပေါလို့တကယ်ချင်းနဲ့တွေ့နေပြီစကားပြောနေမထတော့နော်ကိုဆွဲမကိုရမကြီးမဆိုင်ဘူးယောငါကတော့တက်စီမင်းဆက်ငါဘလာပေးတော့ကိုင်းလို့တော့တေးလေးပြသွားတော့နော်အတုခိုးတာလေအဖေတို့တုခိုးတယ်နော်အတုခိုးတာကအကောင့်တုမခိုးအဖေဘယ်လိုပတ်စံရလာလဲဘယ်လိုပတ်စံရအောင်လို့လဲအတုမခိုးဘူးအဖေကပတိကြီးကားပိုက်ရှင်ငါလည်းကားပိုက်ရှင်ငါကားပိုက်လောရင်းလည်းမွေးသွားနော်အတ္တနဲ့လို့အစင်မွေးတယ်အော်ကြရင်နော်ဒါနဲ့မလို့ဘုရားသခင်ကိုချစ်ပါကိုနဲ့ဆက်တယ်တော့သူကိုနဲ့မြတ်ချစ်ပါအဲ့ဒီမှာအတ္တပြုတ်တာပရိုက်တာဝင်လာတာသူများကိုချစ်တတ်မှာအဲ့ဒီကြောင့်အောင်မြင်မှာဟုတ်လွတ်လိုက်တယ်ပေးလိုက်တော့အောင်မြင်လာတယ်မအောင်မြင်ပါဘူးတဲ့အဲ့ဒါအခွင့်တော်လို့ခေါ်တယ်အဖေရလဲကွာတောင်းလူဖြစ်မဲ့မှန်းသိရတယ်ဘာလို့ပေးလိုက်တာလဲပြစ်တင်နေတာပေါ့နော်ဘာလို့ပေးလိုက်တာလဲဆိုတာဖြစ်မဲ့မှန်းသိရတာနဲ့နော်မကောင်းစေလို့ပေးတာမဟုတ်ဘူးပေးလိုက်တာတည်းကကိုယ့်ဘက်စာပါသွားတာဒါပေမဲ့သားအတွေ့အကြုံနဲ့ရင့်ကျက်သွားမယ်ဆိုတဲ့အလားအလာကိုကြည့်ပြီးတော့ပေးတယ်အဲ့တော့အခွင့်တော်ဒီနေ့အသက်တာမှာအခွင့်တော်အများကြီးပဲနော်ဒီနေ့ဟုတ်တယ်မလားဖြောင်းမဆိုအသက်ရှင်မှာကောက်ကိုးနေတာပဲခရီးရီလောက်ကောက်တာမရှိဘူးကျွန်တော်သားနဲ့သမီးနဲ့တို့ကကျွန်တော်သားအငယ်ဆုံးပါဝေတော့တော့စီးပွားရေးသမားသူအများကြီးမှသာပြီးပြီအများကြီးခေါ်ခိုင်းပြီးပြီဆန်တဲ့တော့ကောက်ချက်ချခရီးရတော့ဘယ်တော့မှဝန်ထမ်းအနေနဲ့မခေါ်နဲ့တယ်သူညမတော့သူညမသူ့လုပ်ငန်းရဲ့မန်နေဂျာခရီးရအောင်မခေါ်နဲ့တယ်ဘယ်တော့မှမကြောက်ဘူးအော်ကြရင်တော့ယုံကြည်သူချင်းချင်းမလားမခေါ်သင့်ဘူးလားခေါ်သင့်ပါလေမခေါ်နဲ့တော့ဘယ်တော့မှသစ္စာမရှိဘူးဟာသူသစ္စာမရှိတဲ့လူတွေတွေ့လို့ပါဟုတ်ပါတယ်သူသစ္စာမရှိတဲ့လူတွေတွေ့တာပေါ့နော်ဒါမှမဟုတ်သစ္စာမရှိတဲ့လူတွေသစ္စာရှိတဲ့ကဘာထဲမှာကြည့်ပါခရိယန်ကြီးပဲမဟုတ်ပါဘူး
ဟုတ်လားသဘာဝကွာသစ္စာမရှိတဲ့လူကများတာပဲအစင်မဲ့ပေါ့ရှင်းနေတာပဲပေါ့နော်ဟုတ်တယ်နော်ဒါနဲ့ဘယ်တော့လဲသစ္စာတရားရဲ့သဘာဝကိုသိသွားဖို့ကအတွေ့အကြုံကလိုနေတာဟုတ်ဟမ်အတွေ့အကြုံကလိုနေတယ်နော်အဲ့ဒါကြောင့်မလို့ပေးပါခရိယာငါမတိုးတက်ဘူးဟုတ်တယ်နော်မတိုးတက်ဘူးဟိုတနေ့ကတော့ကျွန်တော်တို့အင်နာစကောပီယန်တီချိုးတယ်လူတယောက်တက်လိုက်ဖို့ဒီလိုနေတယ်ခဏချဘာမှကိုမကြောက်ဘူးဘာမှမကြောက်ထောင်းနေကြတော့ဟုတ်လားတခြားလူတွေအကုန်လွတ်တယ်သူမလွတ်ဘူးတတိသားအရန်ချမ်းသာတယ်လားဘယ်လိုမှငွေနဲ့လိုက်လို့မရဘူးခါကြပါဘယ်လိုမှစုလို့မရဘူးပြည့်စက်မှာတမဲငါထောင်းကလွတ်တယ်နဲ့အဲ့ဒီကောင်ကိုတပ်ပြမယ်ဖမ်းလို့သူတို့မဟုတ်တာလွတ်တာကိုဖမ်းလို့တမဲခွင့်မလို့ဘူးခါထောင်းကကိုမလို့ဘူးအားလုံးလို့ဆိုသူတရားဝိကြိုင်ခဲ့တယ်သူကောင်းဆောင်ကြားလာမသိဘူးအဲ့ဒီနဲ့ကျွန်တော်တော့မကြောက်ဘူးဒါကျွန်တော်မိပြန်ပြောပြလို့သူကလည်းတအားတော်နဲ့အားလုံးခွင့်လိုက်ပြီကိုတော့ဆိုအဲ့ဒီနေ့မှာပဲတကယ်ခွင့်လို့လူမျိုးကလည်းစားမချေတော့တယ်နေမှာခါတန်းလို့သွားတာဖះကျွန်တော်ချိုးတယ်ရှင်းတော့အဲ့ဒါအခွင့်တော့တဲ့ချစ်လို့အဲ့ဒါဆိုးတဲ့လူတော့မှကောင်းတော့လုပ်နိုင်တယ်နော်ခါတိုင်းတောင်းလာရသူအော်ရနမိတ်လက္ခဏာခရိယံဖြစ်တော့ဘုရားမလာနေဖြစ်တာတို့မိပါတယ်ဘုရားမလာဒီနေ့အထိဒါမှလည်းဒါလိုကြားရတယ်လေကျွန်တော်တို့တိုင်းမကြောက်ဘူးအဲ့ဒီတက်တိခါနာဟုတ်ရိုလန်ဖြစ်ကြပါသွားတဲ့လူတွေကြားမှာပေါ့နော်ကြားတယ်တင်တယ်သိနော်ဒါပေမဲ့ကျွန်တော်မြည်ရပြန်ပြောပြအဖိုးရဲ့ကွက်တိပဲတဲ့နှုတ်ကပတ်တော်နဲ့ကွက်တိပဲတဲ့သူကဒါဆိုလေခွန်အားရလို့ကျွန်တော်မြည်လေရအော်ကြရင်နော်ဘုရားသခင်ကချစ်လို့ပါစဉ်းစားကြည့်ပေါ့စကော်ပီယံကိုချစ်တယ်ဘုရားသခင်ဟမ်ချစ်မှန်းတည်သွားတာနဲ့မင်္ဂလာပြောတခါတည်းနဲ့ကြာတော့လုံးဝကြောင်းသွားနိုင်တယ်နော်ဟောအဲ့ဒါအခွင့်တော်ရဲ့အကျိုးကရင့်ကျက်သွားတယ်ကြောင်းလဲသွားတယ်ဟုတ်ပြီနော်သွားဒီမှာမအောင်မြင်တာဒါကြောင့်ပဲခရိယာအသက်တာမအောင်မြင်ဘူးဆိုတာအခွင့်တော်ထဲမှာရှိနေလို့ပဲအလိုတော်ဘက်ကိုရောက်တာနဲ့အောင်မြင်ရမယ်ဘာမှလည်းလုပ်ဖို့မလိုပါဘူးနောင်တတံဝေကနဲ့အဖေအိမ်ပြန်တော့မယ်တဲ့ဒါလေးဒီနေ့ဝင်နေကြသိကောင်းတယ်နော်တကယ်လဲပေါ့တဘာဝတွေးတာထဲမှာလဲဟုတ်ပါတယ်လို့ကျွန်တော်ဝခါပေါ့လို့မှန်နေတာ哦မှန်နေတယ်နော်စိတ်နာအသိတော်မှာဖြစ်တတ်တယ်မလားအသိတော်လောက်တာမဟုတ်ဘူးအသိတော်ရိုးလေးပဲအသိသားချင်းချင်းပေါ့ဖြစ်တာအဲ့ဒါမှစိတ်နာတော့တော်ပြီကွာဘယ်တော့မှတော့ငါအေးဝင်လေးသွားမယ်လို့ပြောလို့ရှိတယ်လေအေးဝင်လေးသွားတော့ကောင်းလာတယ်ကောင်းပါတယ်ပြောင်းလဲတော့ပြောင်းလဲဒါပေမဲ့သူ့အတွက်ဘာမှမဖြစ်ဘာမှကြိုးမလာကောင်းငယ်ကျမကစုရရမှာဒါပေမဲ့အဲ့တော့တည်းမှာတော့ဘာလို့သူလုံးဥတီပဲသွားနေသမျှကာလာပါလို့မိသားဟာမရှိသမျှကာလာပါလို့ရင့်ကျက်မှုမရှိဘူးဟဲ့ဒါပေမဲ့ရင့်ကျက်လာအောင်ဘာလို့လဲဆိုမိဖုတ်တယ်လို့ပဲသွားနော်သွားတဲ့ခါကျတော့မှရောက်ပဲအဲ့တော့လေအလေးရပါမှာအလင်းကဘာလဲသိလားသူများကမကြည့်ပဲကိုယ့်ကိုယ်ပြန်ကြည့်ပဲငါအဖေရဲ့အိမ်မှာတော့ငါသခင်ဟဲ့ငါ့ကိုဖနာယူလာဆိုလားအခုတော့မှစာလာပြီဗျာကြွေးပါမဟုတ်ဝက်အိမ်တော့ကြောင်းဝက်ကြောင်းပြီးမှတန်ကြွေးထမင်းကြွေးဟိုကြတော့ကသစ္စာဝင်လာပြီနော်လောကသစ္စာတရားနဲ့ပြည့်နေတာဘုရားမှာတော့မေတ္တာတရားအဲ့တော့မေတ္တာတရားနဲ့ပဲကြီးပွားလို့မရဘူးသစ္စာတရားဖက်လာမှလူကရင့်ကျက်တယ်မဟုတ်လားအတိပဲမယူလားရှိတယ်နော်ဒီမှာပုံလေးပြောထားတယ်ဒီတော့ကဒါဏိဒာမရှိဘူးလေဟဲ့လားဒီတော့ကကျွန်တော်တို့ကအဆင့်အသက်ရှိပါတယ်နုနယ်၍နော်ဇာတိဖက်သောအချိန်ရှိတယ်ဟုတ်တယ်နော်နုနယ်၍ဇာတိဖက်သဘာဝနော်ငေါသိဇာတိဆိုင်တော့မလို့ဇာတိဆန္ဒသဘာဝပဲသူဇာတိဆန်နေတဲ့အတွက်ဘုရားသခင်လည်းသူ့ကိုခွတ်လို့ထားတယ်နုနေလို့ဘာလို့ရင်းလာဖို့
ဟင်းလောက်စောင့်နေတာနော်အဲ့ဒါကိုကျွန်တော်တို့ကစေတနာတွေနဲ့ဘုရားသခင်အိပ်ပျော်နေလားမသိပါဘူးအတိအကြီးနေပြီအတိရနော်မဲ့ကိုကောင်းနေပြီဘုရားကထားနေတယ်အထက်အစိရှက်ဖို့ထားနေတာအတိရတိတ်ကြီးတယ်ကျွန်တော်တို့ကခူးလိုက်ပြီးတော့ဒီကရဖမ်းမလို့အုပ်လိုက်အဲ့ဒါကအသင်းတော်နဲ့သာသနာကလုပ်တာစေတနာနဲ့ပဲနော်ဘုရားကလှုပ်ထားတာကိုထင်တယ်လေဘုရားကအိပ်ပျော်နေလားဖမ်းမလို့အုပ်ချအဲ့တော့ဝေးမလို့ဝါကောင်းရုံးထဲမှာမဲရက်နဲ့တော့ကြည်လှမ်းကြည့်ဝေးဝါမွေးတက်လာတယ်တည်ဆိုမွေးလာတယ်နော်အုပ်ထားကြည့်ပါလားတည်အရင်ကအနံ့ရချာမမြောက်အနံ့ရဝင်းကိုင်းကြည့်တော့ပဲလိဆိုင်တကဘာရလာမှမရှိဘူးအစီအရှက်မှမရှိသေးပဲဝင်းနဲ့ဝါတယ်မွေးတယ်စားလို့တော့ရတာမရှိဘူးဒီနေ့ဝိဝါမဲ့နေတဲ့ခရိယန်သင်ပေးထားလို့တတ်တာတွေရှိတယ်ဒါပေမဲ့အထက်ကသူ့အချိန်နဲ့သူရင့်ကျက်လာတာမဟုတ်တဲ့အတွက်စားကြည့်တဲ့အခါအရသာမဖြစ်ဘူးဟုတ်တယ်နော်အဲ့လိုဆိုလို့ချင်းအဲ့ဒီတည့်တီမျိုးတွေ့တာနဲ့ပဲလူတွေဟဲသွားမကြိုက်ဘာအရသာမှမရှိဘူးတော့အဲ့ခုနတာမျိုးဖြစ်တာပေါ့ဟုတ်လားခရိယန်များတော့ဘယ်တော့မှမခံနိုင်အရန်သစ္စာမဲ့မဟုတ်ပါဘူးသူရင့်ကျက်ချိန်အတိအကျဟုတ်လားမရလိုက်ရှာလို့ပါအဲ့ဒါဘုရားနားလဲဆိုတမန်တော်ရှင်ပေါလုကနားလဲတယ်ဟောဆိုသူကလည်းဇာတိနဲ့တအားသွားတယ်လူဟုတ်နေတော့ဒီနေ့ကျွန်တော်တို့ဇာတိနဲ့တအားသွားလေသမျှကာလပတ်လုံးကခလေးပဲဖြစ်နေမှာပဲကောရိန္သုဩရစာပရမစာဆောင်အခန်းကြီး3ဒီနေ့ကျွန်တော်ရင့်ကျက်ခြင်းနဲ့နှုတ်နယ်ခြင်းအကြောင်းကိုဝင်ကားမှာဖြစ်ပါတယ်နော်လောပါငယ်တက်ကနေဖတ်ပါမယ်ကိုရိန္သုဩဝါဒပရမဆောင်ခန်းကြီး3ခန်းငယ်1ကဖတ်ပါမယ်ညီအကိုတို့အထက်ကငါသည်ဝိညာဉ်တို့အားဟောပြောတကယ်လို့တင်တို့အားဟောပြောတော့အခွင့်မရှိပဲဇာတိပဂတိတို့အား၎င်းခရစ်တော်၌သူငယ်ကလေးတို့အား၎င်းဟောပြောတကယ်လို့ဟောပြောရ၏ယခုတိုင်အောင်တင်တို့ဒီခဲဝယ်စားဝယ်ကိုမကြည်နိုင်သောကြောင့်ငါမကြွေးရနှုတ်ကိုသာတိုက်ရ၏ယခုပင်လည်းတင်တို့ဒီမကြည်နိုင်ကြသည်တို့စီကြည့်ပါနော်တဘာဝကျွန်တော်တို့တွေအားလုံးကကြည့်လိုက်အာဒံကခလေးဘဝရှိသလားဟုတ်တယ်နော်ဖန်ဆင်းကြတဲ့ကအာဒံကလူယောက်ျားကြီးကြီးဒီတော့ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာကြည့်လိုက်ရင်တော့အာဒံကအကြီးကြီးပေါ့ဒါပေမဲ့ဘုရားခင်ရှေ့မှာချက်ချင်းမကြည့်ပါဘူးအာဒံကဝိညာဉ်ထဲမှာကလေးလေးပဲဝိညာဉ်ကလေးလေးမလားနော်အချိန်ကာလပေးတယ်ဝိညာဉ်ထဲမှာကလေးလေးပြေလို့နော်လှုပ်ချင်တိုင်းလှုပ်စားချင်တိုင်းစားနေနိုင်ဖို့ဟုတ်ကဲ့လားဥယျာဉ်ထဲမှာသူထက်လိုက်နော်အဲ့ဒါနှုတ်တဲ့ချိန်ပေါ့ပြီးတော့မှနည်းနည်းလေးရင်းလာတော့သူ့အလုပ်ပေးတယ်တဲ့အလုပ်ပေးတယ်နော်ဘရောလို့အလုပ်ပေးတယ်ရင့်ကျက်ပူကဘယ်အစားအလုပ်ကစားတယ်ဒါတော့အလုံးမလို့တော့သူအစားမစားစေနဲ့တမန်တော်ကြီးမလို့ပြောဟုတ်ကဲ့နော်အလုပ်ဆိုတာနော်ချွေးကြအောင်လုပ်တာအလုပ်နောက်တစ်ခုကနော်အလုပ်ဆိုတော့မြတ်တာသစ္စာမှန်ကန်စွာအကျိုးဖြစ်အောင်လုပ်တာအလုပ်အောင်တော့ပဲလုပ်နော်ညာနော်ညာနာလုပ်တာကာယလုပ်တာအောင်နောက်နဲ့ပဲရှိပွားလို့သွားဟုတ်တယ်နော်ဒါပေမဲ့ထိုက်တဲ့တဏ္ဍာလုပ်ရမယ်ငိုလာတယ်ဟုတ်တော့ဆိုကျွန်တော်မသိလိုက်ပါဘူးကျွန်တော်ဇနီးကမပြောရဘူးအိမ်မှာစံနေပါလိမ့်မရှိတော့ယူရက်စားပြီးတိတ်တင်တယ်နင်သားမသိတော့လဲရုပ်တည်းမဆက်ရဘူးမဆက်ရတော့အတိုးအတက်တာအခုကျတော့အိမ်ရှိမှလာဆဲနေပြီ2သိန်းရှိတယ်အကျွေးအဲ့တော့မငိုတယ်ကြာလာပြီတဲ့ကြာလာပြီခိုးစားနေတာ9000ပေးလိုက်1000ပေးလိုက်ဆိုရော့ယိုနေတာနော်ယိုဘောက်ကလေးကမသိချဘူးလင်းလည်းမပြောရဘူးတဲ့
အခုကြမှာလာပြီးတော့အတိုးနဲ့ဒီရင်နှစ်သိန်းဖြစ်နေတယ်ဘူးတော့ပြမဟုတ်ပါဘူးရင်းချက်စရာလာဆဲတော့မှာအာကြီးအော်နည်းနည်းလေးစောင့်မှဆိုမရဘူးပြေးလာဘာဖြစ်သွားစနီးလောက်တာလင်မတီးလောက်တာကိုစင်ကိုမပြောရဲဟုတ်လားထောက်ထားလို့ပဲဖြစ်ပေါ့ညသားသူမပူစေချင်လို့ဒါမနဲ့မှတက်နေနော်ဘလောက်သွားယူလို့လည်းဘလောက်မှမယူပါဘူးတဲ့တခါမှမကြွေဘူးတဲ့အဲ့ဒါမှတ်တာဟုတ်ကြည့်ဒါမှရင့်ကြရမယ်လေဒီကနေသူရင့်သွားပါနော်ဟောဒါဘာမှဟိုရဲမဖြစ်ပါဘူးတိတ်နှာခေါင်းရှုံကြမဟုတ်ပါဘူးသွားဝါထဲမှာဒါဖြစ်တတ်တာပဲစောတာတည်ရင်နှစ်ယောက်ဆက်လိုက်ပြီးသွားမှာပေါ့နော်မပြီးဘူးလေဘာလို့မသိဘူးအဲ့ဒါတဟာရနော်အပေါင်းအသင်းဖွဲ့ခြင်းကပထမဆုံးရင်းလာတယ်ဆုံးမဩဝါဒပြီးတာနဲ့အပေါင်းအသင်းဖွဲ့ခြင်းနဲ့အပေါင်းအသင်းဖွဲ့ခြင်းဆိုတာလေမယားအဲ့ဒါလို့ထိန်ချမထားပဲနဲ့အားလုံးပေါ့ပွင့်ပွင့်လင်းလင်းပေါ့နော်အစိမဲပြဿနာဆိုလဲဟိုထမင်းမစားဘူးလားတရက်တော့တိတ်နေပြီလေဟိုကလာမယ်ဆိုတော့သူကျိတ်နေပြီအိမ်မှာကိုလာချဲမယ်တော့လာချဲတာပဲသူလာပါနော်သဘာဝကြတယ်နော်အဲ့တော့ဘာဖြစ်ရင့်ကျက်ဖို့ဖြစ်တာခလေးကဲဆိုတော့သူဟမ်အဲ့တော့ဘာဖြစ်လဲသူပြောပါတယ်ဒီကိုရိုးတဲ့နော်ဘာပြောလဲငါဒီဝိညာဉ်လူတို့ဟောပြောရတဲ့ကဲတော့မဟောပြောဘူးတဲ့ခွင့်မရှိပဲတဲ့ဇာတိပဂရိလူကို၎င်းနောက်တော့မပြောင်းလဲသေးတဲ့လူပြီးတော့မှခရစ်တော်၌ပါတယ်လေသူငယ်ကလေးတို့အား၎င်းပြောရတဲ့ကဲတော့ရှိနေတယ်အသက်တော်ပဲကြည်ကြည်အိမ်တော်ပဲကြည်ကြည်အသက်တာပဲကြည်ကြည်ခလေးဘဝမှာရှိနေခြေလဘကလဲနေတာအသက်တော်ကြီးလည်းခြေလဘကလဲနေတာအများအပြည့်သာသနာကလာလို့တဲ့အသင်တော်ကြီးခြေလဘကလဲနေတာပဲမဟုတ်လားခြေလဘလဲတော့အရင်မကြည့်ပါဘူးလေပြန်ပြစ်ကြတာခက်တယ်နော်သူတို့အချွေးနဲ့စားလည်းမပါဘူးသူတို့လောက်တာလည်းမဟုတ်ဘူးဖះအောင်ဆက်ကပ်ပြီးတော့လောက်တာလည်းမဟုတ်ဘူးအလုတ်အနေနဲ့ဝင်လောက်တာအတင်းတော့ပေးတယ်တေးရုပ်ဆရာအိမ်ရတယ်အဲ့ဒီမှာနှံ့နေတာတခါမှမထွက်ချင်ဘူးအသက်60ပြည့်လာလေသူများကိုရရှာလေဘာလို့မချခင်သူထွက်ရတော့မယ်ဘာဖြစ်လို့သူကြောက်နေတာလဲမင်းကျက်လို့ရှင်းကျက်လို့ရှိရင်ပြင်ဒါပြီးရင်ဒီဝင်ကလေးလုံးမယ်တာဝန်ကြီးပြီးသွားပြီဟိုလုံးသူသွားမှာပေါ့ရင့်ကျက်တဲ့လူကအမလေးအလုပ်အစင်ရှိတယ်ဟုတ်တယ်မလားရင့်ကျက်ခြင်းကိုမရောက်ခလေးသူ့ငယ်ကဲ့သို့ဆိုတော့ဝိညာဉ်မှာလူကြီးရှိတယ်ခလေးရှိအာရကဝိညာဉ်ခလေးလေးပြည့်နေတဲ့အတွက်ဘာမလို့လွတ်ထားပြီးတော့အလုပ်ပေးလာအလုပ်ပေးပြီးတော့ဘာပေးလဲပညာပေးတယ်ပညာပေးပြီးတော့ဘာပေးလဲအသိပေးတယ်ဘာဖြစ်လဲစာသားသူ့မှာတာဝန်ရှိသွားပြီတော့ရင့်ကျက်တော့သူဖြစ်လာတာဝန်ပေးတယ်အဲ့ဒီတာဝန်မယူခြင်းတော့ခလေးပဲလုပ်ပြီပေါ့ကျွန်တော်မှဖွားတယောက်ရှိကြပါတော့ထုံးမေအဖွားမရှိကြုံမှာတိုက်တော့အိမ်လုံးပိုင်ကျွန်တော်ဖိုးနဲ့ရှိကြုံမှာအရန်ချမ်းသာအရန်ချမ်းသာသူယောက်ျားလည်းချမ်းသာအထေးမျိုးဘာဆောင်ဒီလိုဆလာအိမ်နဲ့ဂရေအောက်ထားဒီလိုဘာလို့မှမလုပ်ဘူးဘာမှလည်းမတတ်ဘူးဒါပေမဲ့သမီးချက်တည်းသမီးမနေ့ဆိုကြော့ဝေးပြီးထွက်တော့တာမွဲသွားတာပေါ့မွဲသွားကျွန်မခင်မှာတစ်ခေါက်ပို့နောက်တော့အင်္ဂလိပ်ခင်ဝင်လာတယောက်ကြတည်သွားပြီတယောက်ကြလဲငေးပါရှိသားတယောက်ရှိတယ်ဘာလို့မှမခံချစ်တာတုံးအရက်ကြီးကလည်းနဲ့တော့မဟုတ်ငယ်ကြီးတော့ရှိသားညီလေးတယောက်ရှိတယ်ပပလို့ခေါ်တယ်သူကအဲ့ဒီကောင်လေးကတော့အလုပ်လုပ်တယ်ခိုင်းရှိဘွားရောအကုန်ကြသွားတဲ့ခါကျတော့လက်ဖေးတော့ဖို့တော့မရှိဘူးအဲ့ဒါအမေကလိုက်တောင်းနေတယ်သားလက်ဖေးတော့ဖို့ပြီးတော့စိုးတဲ့သားချ
ကျွန်တော်ငဲ့ငယ်လေးရှိတယ်အဲ့ဒါကျွန်တော်ကြည့်တယ်ဟိုတနာကြကောင်တနာနေတယ်ကျွန်တော်တကယ်တနာတယ်ကျွန်တော်ပေါ့ဖို့ဆိုတော့အလုပ်ဒီပါလေလုပ်တယ်အမေကိုလာပေးတယ်ကျွတ်လာတာပေါ့နော်ဆဲချင်းအလကားမဟုတ်ဘူးနော်ဒီနေ့လုံအပ်မှုအလကားမဟုတ်ဘူးနော်လုံအပ်မှုကိုဘယ်လိုဖြစ်နိုင်လဲဖြစ်တတ်လဲဆိုတာကိုဘုရားသခင်အခွင့်ပေးပြီးတော့သင်နေတာအဲ့ဒီမှာရင့်ကျက်သွားလို့ရှိရင်ဝိညာဉ်လူများကိုကျွေးတဲ့ကဲဆိုကျွေးမှာပေါ့နော်ဟုတ်လားအာရအတ္တမှာလူကောင်းကြီးကြီးပဲနဲ့ဝိညာဉ်သေးတယ်ဒါမှမဟုတ်လေဒီနေ့လဲကျွန်တော်အသက်ရင်းတော့လဲဝိညာဉ်နုတယ်လုတ်တယ်လည်းပါတယ်နော်သာသနာဝင်းထဲမှာလုတ်နေတာကြာလာပြီအနုလေးပဲဖြစ်တတ်တယ်ဒါပေမဲ့အပြင်မှာပဲယုံကရင်သွားတယ်ရှင်နော်ရင်ကျက်တယ်လို့ရှိကောင်းဒီတော့ကဇာတိခရိယန်ရှိတယ်ဇာတိပဂတိရှိဇာတိခရိယန်ကလေးဝိညာဉ်လူကြီးဒီမှာအဲ့ဒီရှင်ရောsorry ဟောဒီတော့73ဟောဒီတော့73မှာအငယ်ကိုကနေဖတ်ပြီးကိုရိန္သုဩဝါဒပထမဆောင်အခန်းကြီး73အခန်းငယ်9ယခုမူကားငါတို့သည်မစုံမလင်သိတတ်ကြ၏ပရောဖက်ညာနှင့်မစုံမလင်ဟောတတ်ကြ၏စုံလင်ခြင်းတို့ရောက်သောအခါမူကားမစုံမလင်သည်များတို့သည်ဝယ်ပြောက်ကြ၏ငါသည်သူငယ်ဖြစ်စဉ်ကသူငယ်လိုစကားပြော၏ဟုတ်ကဲ့သူငယ်လိုစိတ်ထင်၏ဟုတ်ကဲ့သူငယ်လိုကြံစီ၏ဟုတ်ကဲ့အသက်ကြီးသောအခါမူကားသူငယ်၏အရာများကိုငါပယ်ရှား၏ဟာလေလုယာဟုတ်တယ်နော်ဒါကြောင့်တင်တန်းလေးနှစ်ပတ်တက်လို့မရပါဘူးနှစ်လတက်လို့လည်းမရပါဘူးနှစ်နှစ်တက်လို့လည်းမရပါဘူးအနှစ်20တက်လည်းမရပါဘူးတင်တန်းကအတိပဲပြေးတာနော်အရှိဖြစ်လာဖို့ဟာရင့်ကျက်ခြင်းရဲ့အခြေခံဖြစ်တယ်ရင့်ကျက်နိုင်ဖို့ရာဒီတင်တန်းကိုလက်တွေ့သွားဖို့လိုသေးတာဟုတ်တယ်နော်အတင်းကြအမေအိမ်မှာဖေးအိမ်မှာနေတော့ဘယ်တော့မှမသွားနိုင်ဘူးသူကအပြင်ထွက်ရတယ်ဒါကြောင့်မို့လို့ဘုရားသခင်အာဗျာတင်ဤအမျိုးပေါက်ဖော်ခြင်းတဲ့ကထွက်ပြီးငါပြလက်တငါပြမှာနော်ငါပြတဲ့အတိုင်းကိုမင်းလိုက်လာလူမျိုးကြီးဖြစ်စင်မယ်ဒီနေ့လူမျိုးကြီးဖြစ်ချင်တာနဲ့လူအများကြီးဖြစ်ချင်တာလူကအများကြီးဖြစ်ချင်တာအများတယ်ဘာလို့ဆိုကြည့်လို့ရသူတို့တောက်သွားပြီကွာသူတို့သွားမထီးနဲ့နော်အလိုပြားအောင်လို့ဝင်ဝိုက်တော့မှာနော်ကြောက်တယ်လူဦးရေများရင်ကြောက်တယ်တဘာဝပဲဒါပေမဲ့လူဦးရေများတယ်လူများလာကြောက်တာကိုကမတွတ်တက်ဘူးဟုတ်လားတယောက်ထီးသောသူကဖះနဲ့ယုံရတယ်အဲ့ဒီလိုဘုံဝင်လာတယ်ဘုံဟုတ်အဲ့ဒီဘုံကိုပေးတယ်လို့ဖះသခင်ကနေပြီးတော့ဟုတ်လားအခွင့်တော်လာနေဟုတ်တယ်အလိုတော်ပြအခွင့်တော်လာမှာကြာနေရင်ရှုံးတာအခွင့်တော်လာမှာသင်္ကန်းရရတာနဲ့တက်လာရင်အလိုတော်ဝင်သွားမယ်အလိုတော်ဝင်သွားရင်ကောင်းကြီးရမယ်ပြောတယ်လေငါစကားကိုနားထောင်လိုက်လျှောက်ရရှင်းမြောက်မင်္ဂလာရှိမင်္ဂလာအမင်္ဂလာတခုမှမပေါ့အလိုတော်လက်မှာအမင်္ဂလာဘယ်တော့မှမရှိဘူးအခွင့်တော်လမ်းထဲမှာအမင်္ဂလာရှိတယ်အဲ့ဒါကောင်းမှုဖြစ်တာဟုတ်တယ်နော်ကောင်းမှုဖြစ်တာဒါလေးကိုလုံးဝသဘောပေါက်သွားရဲ့ဒီမှာရှင်မိုးလို့ကစောမသိဘူးလေသူကတရားပဲသိတယ်လို့အခုမှသိတာသိတော့တိခါလာပြီဘုရားတို့အတင်းတော့မှာဟဲ့ကောင်လေးဘုရားကောင်လေးခေါ်တယ်ဒီနေ့ရှိပဲမကြည့်နိုင်ဘူးလေလူကောင်တွေကတော့ဘယ်အသက်ရှိမလဲမသိဘူးလူကောင်ကတော့ကြည့်ကုန်ပြီနော်ဒီနေ့လဲလူကောင်တော့ကြည့်ကုန်ပြီဒါပေမဲ့ဝိညာဉ်သက်ကဘယ်လောက်ရှိမှမသိဘူးနော်ကျွေးကြည့်တဲ့အခါကျအန်ထွက်တယ်နည်းနည်းလေးကျွေးရင်အန်ထွက်တာပဲမရဘူးအဲ့တော့မကျွေးနိုင်နို့ကိုသာတိုက်ရည်ဒီမှာတော့ရနို့တိုက်တော့ဘာဖြစ်လဲတဲ့ဟုတ်လားကောင်းကြီးမရသေးဘူးပေါ့ဟုတ်တယ်နော်ကောင်းကြီးမရသေးဘူးသင်္ကန်းစာကြည့်ပဲရတယ်ကောင်းကြီးရဖို့ရ
အလိုတော်လေးတစ်ခုပဲလုပ်လိုက်လုပ်ကြည့်သေးသေးလေးပဲလုပ်ကြည့်တက်သေးလာလိမ့်မယ်အဲ့တော့ဓမ္မတော်ကြီးကပြောပါတယ်ငါငယ်ငယ်တော့ကတော့ကလေးလိုပဲပြောမိပါတယ်သူကလေးလိုပဲဒါပေမဲ့တဲ့အခုတော့ငါပယ်တယ်တဲ့သူငယ်ဤအရာများကိုပယ်ရှားစီတဲ့ပယ်ရှားလာတယ်လို့ပြောတော့ပယ်တယ်ဆိုကိုယ့်အကူပယ်မှပယ်လို့ရတာကလေးလိုပဲလှုပ်ချင်ကလေးပဲဖြစ်တယ်မေသာကျမအောင်လေစကားမပြောအမေကိုတိုင်နေတာတမီးတမဲလို့သူကစိတ်ညစ်လို့စကားမပြောဘူးနော်သူကငိုသေးတယ်အမေသာကျမပြန်သူအိမ်အောင်နဲ့သူလည်းနဲ့သူနဲ့ဖြစ်နေတာဒါပေမဲ့အမေရှိမှာပဲငိုသေးတယ်မဲတမီးအမငိုပါနဲ့မမူလာတော့မရလဲကွယ်မိမိမောဖိခါမှာပေါ့ကျွန်တော်ဖိခါမှာလည်းအမေတညလုံးစကားပြောကျွန်တော်ဘယ်ကနေမလဲလို့ပေါ့ဒါပေမဲ့ကျွန်တော်ဘောအောင်ပါမေအဲ့ဒါလည်းဟုတ်တာဗောမင်းဟဲ့နေတိတယ်မလားသူကလေလွယ်ထိုးလေးတွေနေတိတာပဲဒီနေ့ချိန်ကလွယ်ထိုးစိုးနေတာမင်းရလဲကွာဒီလောက်မှလွယ်ထိုးမစိုးနဲ့နေမိမနေချစ်တယ်ဆိုချစ်ပါတယ်အဖေရဲ့အဲ့တော့မနေနိုင်ဘူးတော့မခံနိုင်ဘူးငိုနေတယ်အိမ်တော်ရှင်မဖြစ်ပေါ်အိမ်တော်ရဲ့တာဝန်နဲ့တာဝန်ကြီးပဲဆိုမောတော့မယ်တာယာမှုကိုသိဖို့လိုကိုယ်အိမ်တော်ရဲ့တာယာမှုကိုရှိမှာဒီကလေးမွေးကြည့်ဘူးလေအလုပ်သမီးလည်းဘယ်မွေးကြည့်လဲကလေးမှဖြစ်တယ်ကျုံမြမရလို့ယူနေတာယူနေတာဟောတော့ရှင်မရှိလင်းစောသူတို့မောင်တော့ဘယ်လောက်ရှိတယ်အောင်မလို့အမလေးစကွန်ရောက်တယ်ဟာမျက်နှာချေးသလားမပြောနဲ့ကျွန်တော်တို့ခါကျင်နေလို့ခေါ်တယ်တယောက်ထိဝိုင်းလာတာအဲ့ရကြောက်တာလူတိုင်းကြောက်တာကျွန်တော်တို့လူသေးသေးလေးတွေဟုတ်တယ်လင်းစောကြည့်ပါလားသေးသေးလေးကျွန်တော်သေးသေးလေးတွေဒါမှမဟုတ်မထိရဘူးတော့မထိရဘူးလေကျွန်တော်တို့16ယောက်ရှိတယ်မောသွားမယ်လေမောသွားမယ်ဟုတ်လားဘာဝလေးတွေရှိတယ်ဒါမှလည်းရင်းချက်မှုကတယောက်ချင်းပဲရင်းချက်လို့ရတယောက်ချင်းပဲရင်းချက်လို့ရအုတ်ချင်းနဲ့ရင်းချက်လို့မရဘူးဒါတော့အသင်းတော်ကြီးကကြီးလာပြီမောပြီမှတ်တာပါအသင်းတော်ကြီးကြီးလာပြီမောပြီဘာလို့ဆိုများနေတာလူမျိုးကြီးဝင်မဖြစ်ဘဲနဲ့လူအများကြီးသာဖြစ်လာမောပြီနော်သင်္ကန်းသာယူတာယူကြတော့ကျွန်တော်ပြောနေတာအသင်းတော်မလုံးနဲ့ပြောတယ်မဟုတ်အသင်းတော်ဆိုအသင်းတော်ရဲ့အင်္ဂါရက်နဲ့အိမ်တော်လိုပဲအိမ်တော်ဆိုတာတားသမီးတော်ဝမ်းမြောက်ပျော်နေရမယ်ပျော်နေရမယ်အိမ်တော်နော်နှစ်ယောက်တည်းတောင်ရံဖြစ်နေတာဟာလူနေတာမောင်နှမနှစ်ယောက်တည်းရင်းမနှစ်ယောက်တည်းမတိတ်ဘူးရှိတတ်တယ်အဲ့တော့အများနဲ့နဲလို့မဟုတ်ဘူးဟုတ်အတိပေးတာရဲ့နော်တုံ့ပြန်တာရဲ့ပုံမူတည်သွားတာမိဘဘယ်တော့ဝမ်းမြောက်တယ်သားသမီးတွေလိမ္မာတဲ့ခါဝမ်းမြောက်တယ်သားသမီးတွေချစ်ခင်တဲ့ခါဝမ်းမြောက်တယ်နော်အိမ်ကသားရတယ်နော်တဲဖို့နဲ့နေရပြီသားရတယ်တေကနေပြီငါပြီးတော့ရတော့ခတ်တာဟိုကောင်မရောအောင်တော့အဲ့ဒီကောင်နဲ့မအောင်တော့တတိအလစ်မပေးနဲ့အဲ့ဒီကောင်ကိုသွားမသေးဘူးတော့မဖြောက်ဘူးတော့ကားမဆီဒီလက်ရှိတယ်ဟိုမှာကားတယ်နောက်ဆုံးပေါ်တဲ့ကားတွေအကုန်လုံးပဲစီဗီစီဝီနဲ့သွားတယ်မြေဝတ်တင်နေမြင်မှုတဲ့ဟာတွေကျွန်တော်ပြောနေတာပါကျွန်တော်ကဖြည့်တယ်ဒါဆူတောင်းပေးပါဆိုတော့ဆူတောင်းရင်းနဲ့အဲ့ဆူတောင်းကိုခေါ်ပြီးမှရောက်နေတဲ့ဟာကိုဆူတောင်းမှုအနဲ့လေးတနိုင်ကြတယ်အဲ့ပြဿနာတွေရှုံးနေတာမငြိမ်နိုင်ဘူးခဏလေးတော့ဆရာခဏလေးနေအောင်ဆရာနဲ့ခဏလေးကြီးပဲနားတယ်ဟုတ်ကဲဆိုဟုတ်ကဲနေရတာဒီမှာရှုပ်ထွေးနေတာတနားတာအတည်းလည်းတပြုံကြီးပဲထိုးတော့လားပိုက်တီအစုံပဲတွေ့ဘူးတဲ့လောကပိုက်ဆံချမ်းသာခြင်းဟာအောင်မြင်ခြင်းမဟုတ်ဘူးတော့ကျွယ်ဝခြင်းမှာအောင်မြင်ခြင်းဖြစ်တယ်ကျွယ်ဝဖို့လို့တယ်ကျွယ်ဝဆိုတာဘက်ဆုံးပေါ့ငွေလုံးငွေရှိတယ်ဟုတ်ကဲ့လားနော်ပြောစရာချွင်စရာလိုစီပြောချွင်စရာရှိတယ်စားစရာလိုရင်စားစရာရှိတယ်စားစရာတောင်းမှဒီနေ့များခွဲစုံနေတာပဲတခုမှကြွေးမလိုက်ဘူး
အဲ့ဒါဆင်းရဲမဟုတ်လားဘယ်တွင်တကူမလိုက်ဘူးဒါပဲလေတော့လာနော်မကြည့်ရကလေးခုလာအဲ့ဒါလေးကိုတော့ပြီးတော့ serious အမလီမင်းကအဲ့ဒီမင်းတော့မှပြောရတယ်မင်္ဂလာစီရဝင်းနေတာပဲစီပြန်နေလူတွေကြည့်နေအလားစားခြင်းစပွဲကြီးတယ်သူမစားနိုင်ဘူးဘယ်တော့မလိုက်ဘူးဘုရားသားသမီးတွေစားခြင်းစပွဲအများကြီးပဲဘယ်တော့မလိုက်ဘူးဟမ်အပြည့်စီလားမချမ်းပါဘူးဝင်းနေယောဂရှိဟုတ်ကဲ့လားအဲ့တော့ဟင်္ဂါလေးနဲ့ဟမ်အချောက်ဖုတ်ကလေးနဲ့ကြားဘူးတယ်မလားတွေ့ဘူးလားရှိပါတယ်နော်တတိယတွေပဲမအောင်လေးငါချောက်ဖုတ်လေးနဲ့ဟင်္ဂါလေးလှုပ်ပေးစမ်းပါအဲ့ဒီတမြုံအရသာခံရတယ်ကျမ်းမာတဲ့လူတွေကတော့ဝုန်းနဲ့တွေ့သွားတယ်ဟင်းလည်းမကြောင်ထမင်းလည်းမကြောင်ချောက်ဒီမှာယောဂတွေကတော့တော်ပြီးတစ်ဝက်လောက်သွားပြီးတော်မောတယ်နော်ဒီနေ့လေဓမ္မအာဟာရဝိညာဉ်စာတော်ပြီးမောတယ်ပါညောင်းနေတယ်ပါညောင်းလားရှိပါတယ်အဲ့ဒီညောင်းသမျှကာလပါလုံးကတော့ဇာတိခရိယာမှာပဲရှိမယ်အဲ့လိုဆိုရင်မပြည့်လေမုံဝါရှိရတယ်ပရောဖက်ပြုတယ်ဆိုတာဧဝံဂေလိလောက်တာသိတယ်မလားဘာလို့ပရောဖက်ဆိုတာခရစ်တော်မြတ်ပဲသိရင်ငရဲရောက်မှဆိုသိတယ်အဲ့ဒါပရောဖက်ဒါပရောဖက်လို့ခေါ်တယ်ပရောဖက်အလုပ်ပေါ့နော်ကျွန်တော်ပြောနိုင်တယ်တရားတွေကိုခံမပြောနိုင်အပြစ်နဲ့သိရင်တော့ငရဲကြမယ်နော်ဆိုတာပရောဖက်ပြုတာပေါ့အဲ့ဒါကြောင့်အဲ့ဒီဟာကိုလွတ်ဖို့အရေးလမ်းကြည့်တယ်ဘုရားပြောတယ်သားတော်ကိုယုံကြည်ပြစ်မရှိအဲ့ဒါကိုပြောနေတဲ့လူတွေပဲဒါမှမဟုတ်လုံပုံကဘာကြောင့်လုံလဲဆိုတာဟာပြီးတော့နော်ကြည့်ပါနော်ပရောဖက်ကလည်းမဆုံးမလဲပရောဖက်ညာနဲ့မဆုံးမလဲနဲ့ဟောတယ်တဲ့ဒီနေ့မဆုံးမလဲဟောတဲ့ပရောဖက်တွေမရှိဘူးလားအများကြီးပဲနော်ဟာတရားမယ်ဒါပေမဲ့သူငယ်အချိန်မှသူငယ်လို့ပြောပြီးတော့ကြီးလာတဲ့အခါသူငယ်လို့လုံနေရင်တော့မကောင်းဘူးအဲ့တော့သူငယ်ဖြစ်ဖို့နဲ့စာတိဆောင်အခွင့်တော့သူ့အချိန်လေးပြီးနော်အဲ့ဒီအချိန်တော့ဖြစ်တာဘာမှမငြင်းပါဘူးဟုတ်တယ်မလားကျောင်းမှာစာမရဘူးဟာပြောဆယ်တန်းရောက်လို့စာမရဒီကောင်ကြတော့မှသေးကြတယ်ပြောရတော့မယ်ဒီခါတော့ပြောရတယ်နော်ပြောလဲသူကဘီမဆိုင်မဆိုင်လေရတယ်ပြပါချမ်းသာဆရာမပြောလိုက်ဆရာမအောင်ကြီးပဲပြေးတယ်မဒီတောင်ထည့်ပေးလိုက်တယ်ဒီတလုံးဆိုရင်တော့ဒီမှာအိမ်မှာဆန်အိတ်ရောက်လာပြေးတာပေါ့ဒါမှလည်းကလေးကတပူစာအလုတ်ကြတော့မှသိတာအလုတ်ကြပါမှမရဘုရားခိုင်ကြီးပြုတ်သွားပြန်ပြီဘုရားခိုင်ကြီးပြုတ်သွားပြန်ဘာလို့မပြုတ်နေလဲတဲ့သူစားမှမတတ်ဘူးပြုတ်ဝဲသာယူထားတဲ့စားမတတ်ဘူးကိစ္စမရှိဘူးလောကုတ်တရားနဲ့ပတ်သက်တာကျွန်တော်တို့မှုတော်ဆောင်ဘွဲကိုပဲယူယုံကြည်သူရဲ့ဘွဲကိုပဲယူတက်တဲ့ခံရဲ့ဘွဲကိုပဲယူဒီဘွဲတွေပေါ့နော်ယူဒါပေမဲ့တက်တဲ့ခံတကယ်တက်တဲ့ရှိလို့လားဒါရေးကြည့်ရမလားနော်ဘွဲရပြီမှုတော်ဆောင်အလိုတော်သိလို့လားနော်ခြေကဲသောအစာစားလို့လားဒါလေးရေးကြည့်တမရတွေတော့မှုတော်ဆောင်ကြီးမှုတော်ဆောင်တိတ်ကတော့ရများတဲလို့ကျင်တာသောကြီးတဲ့မှာလက်တင်ခိုင်းနေတာကျွန်တော်ညီကပြောတယ်အကိုတဲ့ခြေထောက်တင်ထုတ်လိုက်ပေါ်တယ်တင်မောင်ညိုကဟဲ့ဟုတ်လားရားကြီးရတယ်နော်လာတယ်ဟုတ်ပြောနေပဲကဒီကိုတည်းချစ်စရာလည်းကောင်းပါတယ်နော်ဖျားသုံးပါတယ်ဒါပေမဲ့စောနေတော့ကနော်နှုတ်တော့ဆရာကျွန်တော်ပြန်တော့မှာမဟုတ်ကျွန်တော်လက်တင်ပြီးဆူတောင်းပြပါမဟုတ်ဘူးတော့လက်တင်ရတယ်ကျွန်တော်လက်တင်တာပေါ့လက်တင်တာဘာဖြစ်တာလဲတို့ဟောင်းနေပြတာပဲနော်ဆရာလည်းတကယ်ချင်းကိုတင်ခိုင်းပါအဲ့ဆိုအဲ့တော့နိုင်ငံခြား George Wood ဆိုတဲ့ကောင်ရောက် George Wood တို့George ကောင်ငါတို့တောင်းပြတော့ဆူတောင်းဒီကောင်သူတို့တွေခီးပြန်မယ်အိုး Ronnie lovely ခီးသွားမယ်ခီးပြန်အတွက်လက်တင်မဆူတောင်းပေးတာ
နောက်တော့ဒါတွေပါနေလာတာအဖြူပတ်တွေပါထဲနောက်တစ်ခေါက်ယူဆိုတော့ဟယ်လိုဟုတ်ကဲ့ဘယ်တော့တိတ်ခါရတော့ပြီလေရှာပဲပေးပြီးတော့တယ်ဟာဒုက္ခပဲရှာပဲပေးပြီးတော့တယ်ရှာနိုင်ငံသားတော့ပါလိမ့်တယ်ကျွန်တော်ချောပြောတယ်ကျွန်တော်ကရိုးရိုးမဟုတ်ဘူးနော်နိုင်ငံသားပေးတယ်ဒီဘောခွာနေတယ်နော်ခွာနေတယ်မရပါဘူးအကြာကြီးဒုက္ခရောနောက်ပတ်တော့ပြင်းသွားပါလေရှင်းတော့ပဲပြင်းတော့ဘုရားသုံးတယ်ဒီအခွင့်တော်ချိန်လေးမှာဒါလေးတွေဖြစ်တာအရေးမကြီးဘူးသဘောပေါက်တယ်နော်အခွင့်ဒါပင်နဲ့ကြည်ရလာတဲ့ခါကျဒါတွေကိုစွန့်ပါတဲ့မိဖက်ပြောပြီးရလိုက်ချင်းလို့နည်းနည်းရှိလာမသိဘူးမင်းတို့ပြန်ချင်းပြီးလာမသိဘူးဟုတ်ကဲ့လားမသိဟုတ်လားရှင်းနိုင်ကြော်လေးပဲဩကျွန်တော်စိတ်ဆောနေကျွန်တော်ရောက်တာဆောလားမသိဘူးကျွန်တော်ရောက်တာများဆောလားဒီလိုနည်းနည်းဆောတယ်တဲ့ဟုတ်လားဟုတ်တယ်နော်ကျွန်တော်ရောက်တာဆောနေတယ်ကျွန်တော်မောပြီပဲဓမ္မအရာဆိုရင်သရုပ်ထစာဆောင်ဓမ္မအရာဆိုရင်သရုပ်ထစာဆောင်အခန်းကြီး9အလုံးသိနေပါပြီအလို့အလုံးသိနေပါပြီဟုတ်ကဲ့လားအလုံးသိနေပါငယ်လေးမှာနေမန်ဒီမိမိ sorry အငယ်တော့ဟုတ်တယ်တုံးတယ်လေးပါဓမ္မရာဆိုရင်စတုဇ္ဇဆောင်ခန်းကြီး9ခန်းငယ်3မှ4ဟုတ်ကဲ့ထိုကျုံမကလည်းကျမတခင်ဒီရှမရိမြို့၌ရှိသောပရောဖက်ထံသို့ရောက်ပါစီတော့ထိုပရောဖက်ဒီတခင်၌ဆွဲသောနူနာကိုပျောက်စေလိမ့်မည်ဟုမိမိတခင်မအားဆို၏တော်ပြီနုသလားယင့်သလားစဉ်းစားကြည့်ပါနော်ဒါကိုကြည့်ပါနုသလားယင့်သလားသူ့ဘဝကစဉ်းစားကြည့်နော်အနိုင်ကျင့်ခံရတယ်မိဘတွေနဲ့ခွဲပြီးတော့အတင်းကြပ်ခေါ်လာတယ်ပြီးတော့လဲလွတ်လပ်သောအမျိုးသမီးလေးအကျွေးကြောင့်လည်းမဟုတ်ဘူးအနိုင်ကျင့်ပြီးတော့စစ်တပ်ကခေါ်လာတာကျုံလို့နေရကျုံလို့နေကျုံဖြစ်အောင်လုပ်တာသူတို့ပဲသူမမုန်းဘူးခေါ်ပြီလာပြီနော်လိမ်မာတော့သူပညာရှိတဲ့လူမဟုတ်ဘူးနော်ခဏပြောတော့နော်လိမ်မာတော့သူတကယ်မကြီးရဲ့ခင်မောတဲ့ရှိတဲ့ယောဂကြီးอ่ะကျမသိတယ်ပျောက်တဲ့နည်းသိတယ်ဟုတ်လားလုပ်ပါဦးမပြောဘူးလားပြောပါဘောနော်ဟောတော့သိတယ်ယောဂပျောက်ချင်တာပဲအာမခံတယ်ပျောက်မယ်ဒီခင်မကြီးဘာပေးမှလဲလိမ်မာတယ်နော်ဒီမောင်တို့ဆိုလုံးမှာပေါ့ဟုတ်မဟုတ်ဘယ်ပြောရလဲဘာလို့ငါနေဘာလို့ကျမကိုလေကျွန်တော်ဖြစ်ကလှုပ်ကျမအိမ်ပြန်ပို့ရမယ်တော်တူလားတော်တူပြောမယ်နှုတ်ရင်တော့ sorry ပဲတဘာမှလို့လေမမအောင်တော့အဲ့ဒါမေတ္တာနဲ့လုပ်တာမဟုတ်ဘူးဟုတ်တယ်မလားအခွင့်အရေးကိုသိလို့လိမ်မာသွားလုပ်တာငတုံးမလုပ်ရင်ငတုံးဒီဘုရားခင်ကြီးမှာငတုံးရေးမကြည့်ဝิญဉ်ရှိတဲ့လူကဘယ်တော့မှငတုံးမဟုတ်လုပ်ရင်ငတုံးနဲ့တူတယ်တောင်းလည်းမတောင်းဘူးပြောနှလုံးထဲရုပ်ဖိတ်ပြီးတော့တိတ်ခါဂုံညာရရှိပြီးတော့တိတ်များသွားရင်တော့ငနူကြီးလို့ပြောမှာဘိုးချုပ်ကြီးနာမည်ကြီးတော့ဒီဘိုးချုပ်ကြီးဒါမှလည်းငနူကြီးစဉ်းစားကြည့်တော့ချင်းမွားနေရနေမျက်နှာပါပြောင်းငနူကြီးကွာဘာမှတဖို့မရှိဘူးဒီအဖြစ်ကိုလွတ်အောင်လွတ်မြောက်ခြင်းတော့
အခုရင်သူကျွမ်းချင်သူသိတယ် prophet ကြီးသူသိတယ်ဘုရားသခင် attention နဲ့သူသိနေတာပဲခွင့်ရပြီပေါ့ဒီနေ့တော့မှုတော်ဆောင်နဲ့ခွင့်ရယူခြင်းအောင်းကြီးမရှိဘူးရှိဘူးမှတ်ထားအခွင့်အရေးယူကြမဟုတ်ဘူးအခွင့်အရေးယူရမှာပါလေကိုတော့အလိုပါရှိပါလိမ့်ပြန်သူကိုချစ်တာဘယ်လိုပြမလဲငါ့ကိုညင်းတယ်သူကသူနဲ့ဆိုင်တယ်ဘုရားနဲ့ငါဘာလို့ပေးနိုင်လဲရှိတယ်ဟဲပြောပါဦးလို့ယောက်ျားကပြောတယ်ယုံတယ်မေတ္တာပါမယုံတာဘယင်ပြောတယ်ယုံတယ်နောက်ဆုံးကြတော့ယောဂပြောတယ်ဒါပဲလားမကဘူးဘုံထင်တယ်ကဲဒီနေ့ရသွားတယ်ဟာလေလုယာကြည့်လိုက်ပါငယ်ဆက်ခုနှစ်ဟုတ်ကဲ့နေမန်ကလည်းဒုဖြစ်လင်ကိုရောကျွန်းသည်မီးနှစီးနဲ့တင်၍မြေအနှဲငယ်ကိုယူရစီကျွန်တော်ကျွန်းသည်မီးရှို့ရာရစ်အစရှိသောအဘယ်ရစ်ကိုများထာဝရဘုရားမှတပါအခြားသောဘုရားအားနှုတ်တပံမတူစောပါတို့တော့လေကျွန်တော်တခင်ဒီကိုယ်ွယ်အံ့မှုရီမုံဘုရားဤကျောင်းတို့သွား၏အကျွန်ုပ်ကိုမိလျက်ရီမုံကျောင်းတဲ့ကိုညွတ်တော်အခါအကျွန်ုပ်ကိုဒီလည်းညွတ်လျင်ထာဝရဘုရားသည်ကိုရောကျွန်းကိုအပြစ်လွတ်တော်မူပါစေတော့ဆိုရင်အေလိရှေကညွတ်စွာသွားလို့ဆို၏ဒီမှာဒီသွား၏ဟုတ်တော့နံပါတ်1ပဲနော်ဘာဖြစ်လို့ဒီလိုခါခိုင်ယူချက်နဲ့နော်ဖြစ်သွားတယ်ငယ်16အေလိရှေကလည်းငါကိုးကွယ်တော်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းမခံမယူရဟုဆိုရင်ခံယူစေခြင်းငါတဖန်တိုက်တွန်းတော်လဲညင်းပယ်တဲ့နေ၏ပါလေကြော့တာတော့လက်မခံဘူးငါကြောင့်မင်းထင်လို့ငါ့ကိုကြော့တာမှလာတယ်ငါဘာမှမဟုတ်ငါလူပဲတဲ့ဖခင်ငါ့ကိုပြောတော့သူ့ဒီလိုပြောလိုက်ရင်ဒါပြောဒါလေးပဲတဲ့အဲ့ဒါသစ္စာတမဒီနေ့ငါနာမ၌သုံးတဲ့လူတွေငါနာမ၌အသက်ရှင်တဲ့အမှုတော်ဆောင်တွေအာရမအမှုဆိုတာဒါပဲကိုတော်ကပေးလို့ဖြစ်လာတဲ့အရာကိုဂုဏ်ယူတယ်အခလည်းမပေးရင်တော့ကောင်းတယ်ဟုတ်မင်းတို့ကောင်တွေဘာကောင်တွေလဲကွာတဲ့တည့်ရကုန်းဆိုတဲ့ရွာမှာဖောင်ကြီးကိုတွိုင်းအဲ့ဒီမှာခရင်ရွာလေးရှိတယ်တည့်ရကုန်းအဲ့ဒီမှာချင်းစုရှိတယ်စစ်တပ်ကအဲ့ဒီမှာဆရာကြီးဘုံအောင်လာတယ်ကျွန်တော်တို့သွားကြပါလားဖိတ်လို့ကျန်းစာတင်တော့ပြလာညအိတ်ရဲ့ဒါပေမဲ့အဲ့ဒီပတ်ကပွဲတော်ပတ်ကြလို့အဲ့ဒီနေစားဆရာတော်ရှိနေစားနေတဲ့လုံးမှာသူပဲပွဲတော်ပြရသူပဲတယောက်ပဲဆရာကြီးရောက်လာပါတယ်ကျွန်တော်လေးစားပါပဲသူခါတော့ရဆရာပွဲတော်ပြဖို့လာတယ်ကျွန်တော်လည်းပွဲတော်ယူမယ်ဆရာကြီးအောင်လာတယ်ကျွန်တော်နေရောက်နော်အမလည်းကျွန်တော်တို့မှာရေဒီယိုရှိတယ်ကျွန်တော်ရေဒီယိုလုပ်လို့တော့ tape recorder ရှိတယ်အော်ဆိုတော့တက်ဒီခါချက်ကလေးပါလေးပါဒါလေးတွေပတ်တယ်လို့ဖះပေးထားတာကိုမစံနဲ့ကိုဝယ်ထားတာပါပတ်တယ်လို့ဟာဆိုင်ဦးအောင်လာလဲဒါလို့တော့သူကလည်းဖះကောင်းကြီးပေးရှိအဲ့နေအောင်ဆုံးပေါ်လေးဒါလေးနားထောင်လိုက်ဘာလို့လဲသူမြင်နေတာပြီးတော့ကျွန်တော်တရားရှိဖို့ပြီးပွဲတော်လည်းပြီးတော့အေးလာကြပါဦးငါပြောချင်ရှိတယ်မင်းတို့ဘာကောင်းနေလဲရှင်းလားတို့ကိုပေါက်စားလေးအဲဝင်လေးရှာလေးလေရီယိုနဲ့ကစ်စတန်နဲ့ဘာရီများနောက်ရှိမှာကင်မရာနဲ့အလိုလေးငါကြည့်တော့ဘာမှမရှိဘူးရေဒီယိုတစ်လုံးနောက်တစ်ခါမလာငါပွဲတော်လာမပြေဘူးသူကအော်တကယ်နော်အမတ်မဲနဲ့အာရမဖြစ်သွားတော့သတိလက်သွားတာပေါ့နော်သတိလက်သွားတာဖြစ်တတ်တယ်ရှားလည်းဖြစ်တယ်ဘာဖြစ်လဲဒီလားကိုချစ်တာငါမှမရှိဘူးနင်တို့ဘာလို့ခလေးမလေးမှာဘာမှမရှိပါဘူးဘာရှိလဲသိတယ်အသိရှိတယ်ဘာအသိလဲတဲ့ prophet ရှိရောက်ငါတခင်ကြောက်တခြားဂရုကိုမဆိုင်ဘူးဂျုံဘွားလည်းမလို့အရင်မကြည့်ဘူးဟလာဘာဖြစ်နိုင်လဲအလားလာကိုစဉ်းစားမရေးမထားဘူး
ဘာလို့ဒီအလားလာကိုသိပြီးတော့လိုက်လုံးမှကြောက်တကယ်စလုံးနဲ့လုံးတာမဟုတ်ဘဲနဲ့ဒါနီးကိုသိလို့လိုက်လို့ဒီနီးသိလို့လုံးတယ်သူအများကြီးပဲမှုတော့ပါနီးသိလို့မလုံးနဲ့နှလုံးကသိလို့လုံးပြောချင်တယ်နှလုံးနဲ့လုံးပါမေတ္တာနဲ့လုံးပါဘယ်တော့မှမမှားဘူးပို့တော့ပို့ဦးမယ်ပြမယ်ကျမ်းစာပြမယ်နော်ဟုတ်ပါဟာလားကျုံမလေးပဲဒီကျုံမလေးကရင်းချက်လားနှုတ်သလားနော်ဖြစ်နိုင်တယ်နော်ကျုံမနော်တင်မ်းတက်ဘူးနော်တက်ကစုံမရောက်ဘူးနော်ပြီးမှမရှိဘူးနော်ဒီစိမ့်တိုင်းပြည်မှာနော်ဒါပေမဲ့ဝင်ချက်ရင်းချက်တော့သူဝင်နေမှာနော်ဝင်နေမှာရင်းချက်ရင်နော်အချင်းချင်းပါကြည့်လိုက်သူ့အမှုကိုစုမှတ်တယ်ခရစ်တော်၌ရှိသောထိုသဘောကိုလည်းသင်တို့၌ရှိစေခြင်းပါဟုတ်တယ်ဖိလိပ္ပိဩဝါစာခန်းကြီးနဲ့ငယ်3လ4လမသိတော်တော်ကျော်လဲ ခန်းကြီးလေးမှာစစ် တော်တော်ကျော်လဲသွားပြီ ဖိလိပ္ပိဩဝါစာခန်းကြီး2ခန်းငယ်လေးကိုမှုရာကိုသာမရှုမှတ်ပဲသူ့မှုရာကိုအချင်းချင်းရှုမှတ်ကြတော့ဟုတ်ပြီယေရှုခရစ်၌ရှိသောထိုစိတ်တဘောကိုသင်တို့၌လည်းရှိစေကြတော့ဟုတ်ပြီခဲကြည့်နော်ခလေးမလေးမှာရှိတယ်နော်သူရင်းကြလားနှုတ်သလားဒါစဉ်းစားလို့ရနော်ကိုမှုမရှိမှဘူးနော်ဘလို့အခွင့်အရေးကောင်းတယ်လေသိနေတဲ့သူသိဝင်တဲ့သူ့တော့မသုံးဘူးဘုရားဘုန်းအတွက်နဲ့သူ့တခင်အတွက်သုံးတယ်ကောင်းသွားတော့ဘာဖြစ်လဲပြောင်းလဲသွားတယ်အဲ့ဒါဘုန်းလို့ခေါ်တယ်နော်အဲ့ဒီလှုပ်တာလုံနေတာလူတွေမပြောင်းလဲဘူးဘယ်ပြောင်းလဲမလဲစနစ်နဲ့လုံနေတာအနှစ်နဲ့မဟုတ်ပြောင်းလဲဘူးအနှစ်နဲ့လုံပါပြောင်းလဲလိမ့်မနေနိုင်ဘူးကြည့်တာနဲ့ကိုပြောင်းလဲမယ်နော်ပွာလားပွာပါတယ်အော်ရကောင်းတယ်နော်သိအောင်ရကောင်းတဘာမျိုးသားတဘာအမျိုးသားတမန်တော်တို့ခိုင်းတစ်ဆက်ကဲသရီမျိုး၌ဣတလီတောက်ခေါ်တော့တတ်တွင်လူတရားကိုအုပ်ချုပ်သောတမှုကော်နေသည့်အမိတွင်သောသူကြောင့်ရှိထိုသူသည်မိမိအိမ်တွင်ရှိသည်များသောသူတို့နှင့်တကွဖျားဝတ်၌မွေ့လျော်၍ဖျားတခင်ကိုကြောက်ရွံ့ခြင်းရှိသည်ဖြင့်လူတို့အားများစွာသောစွန့်ကြဲခြင်းကိုပြု၍ဖျားတခင်ကိုအစဉ်ဆုတောင်းမည်ရှိတော်ပြီနော်သူ့အကျိုးကြည့်နေတာမဟုတ်နော်စွန့်ကြဲနေတယ်ဆိုတော့သူများလိုတော်ပေးနေတာလိုတော်တွေပေးနေတယ်ပြီးမှဆုတောင်းတယ်အပေါ်ရောက်လာတယ်ရောက်တယ်ယူဒဘာသာဝင်မဟုတ်ဘူးနော်ခရစ်ယာန်မဟုတ်ဘူးနော်ဘောနကဲမဟုတ်လားဘောနကဲဟုတ်လားမဟုတ်လားဘာပြောလဲဒီလားကောင်းကင်တမန်ပြောတယ်နော်ဟုတ်လားကောင်းကင်တမန်ပြောတယ်အငယ်လေးဖိမိုင်းလေးမှာကောင်းကင်တမန်ကစေးစေးကြည့်ပြီးထိတ်လန့်ခြင်းရှိသည်ဖြစ်၍တခင်အဘယ်ခင်းရှိပါတနည်းဟုမေးတော့ကောင်းကင်တမန်ကတင်ပြုတ်သောဆုတောင်းပတနာနှင့်စွန့်ကြဲပေးကမ်းခြင်းတို့သည်ဖျားတခင်ရှိတော်၌အောက်မေ့စရာဖို့တက်ကြပြီဒီစွန့်ကြဲပေးကမ်းခြင်းကတော့လိုချင်လို့ပေးတာမဟုတ်ဘူးနော်မေတ္တာနဲ့လိုသောသူပေးတာဒီကနေ့ပေးလိုက်ကောင်းကြီးပြန်လိုချင်တယ်ကောင်းကြီးပြန်လိုချင်တဲ့စိတ်နဲ့ပေးရကောင်းကြီးကိုမရှိတော့တော့ကောင်းကြီးပြန်လိုချင်လို့ပေးတာမဟုတ်ကောင်းကြီးရလုံးလို့ပေးတာဟုတ်ကလားအခွင့်ရင်တော့ကောင်းကြီးပြန်လိုချင်လို့ပေးတာမဟုတ်လိုအပ်တော့သူမှာကိုယ်မှရှိလို့ပေးလိုက်တာအဲ့ဒါမျိုးကအများကြီးလားအဲ့ဒါဘာဖြစ်ရင့်ကျက်တော်သူဒါမျိုးပြောလို့ရှင်သိမကြိုက်ဘူးလူတွေကမလားကြိုက်လားမကြိုက်ဘူးဇာတိကမကြိုက်တော့လေဝိညာဉ်ကကြိုက်ပါတယ်စဉ်းစားကြည့်ပါကြိုက်လားမကြိုက်ဘူးလားဆိုတာခမည်းတော်သိပါတယ်ဘုရားသခင်ရဲ့သဘာဝသရံစိတ်ဝိညာဉ်ကကြိုက်တယ်DL Moody ဆိုအမနာမည်ကြီးပါတယ်အားလုံးသိပါတယ်သရမူလာနော် DL Moody အမေရိကန်နိုင်ငံမှာအမတမနာမည်ကြီးပါတယ်ကျမ်းစာကြောင်းမရောက်ဘူးစာသိမ့်မတတ်ဘူးသူ့လည်းရေးကျွန်တော်ပြမယ်စာလုံးပေါင်းတော့မမှန်ဘူးကျွန်တော်လည်းခက်စတယ်
ဒါပဲနဲ့ဖေကသူ့နှလုံးကိုတုံးတယ်တရားမဟောတာဘူးတဲ့လူပေါင်း1400ပြောင်းလဲသွားပြီသူကချီကာဂိုမှာသူ့လောက်ကြီးတဲ့အသင်းတော်ကြီးမရှိဘူးဒါမှလည်းသူအားကြတယ်လို့ပြောရှိပြီးလက်ကိုသွားအားကြတယ်ပြီးလက်ကိုပါသွားလို့လေဟိုကဖိတ်လို့သွားတာပါသွားလို့George Mueller နဲ့တွေ့ချင်လို့ George Mueller ဘာသူကတွေ့ချင်တာလဲ George Mueller တင်းအောင်ဆရာမဟုတ်ဘူးသိရလား George Mueller တင်းအောင်ဆရာမဟုတ်ဘူးတာတာပြုတ်ဆရာမဟုတ်ဘူး George Mueller သူဘာဖြစ်လို့သွားလဲသူအားကြတာရှိလို့သွားတယ်ဖေဟာလူကြီးကတခါမှမတောင်းဘူးတဲ့ဘယ်တော့မှလူမခံဘူးတဲ့ George Mueller ဘယ်တော့မှလူမခံဘူး George Mueller လူဘယ်တော့မှမတောင်းဘူးတဲ့ဖေဟာသခင်အလုံးလို့တာဖေဟာပဲပေးတာဒူးနဲ့တောင်းတာအဲ့ဒါကိုသွားပြီးလို့နီးလို့ခြင်းလို့တဲ့ဒီလောက်ကဘာမှာအကြီးဆုံးအသင်းတော်ချီကာဂိုမှာနော်ချီကာဂိုမှာဘာမှအကြီးဆုံးအသင်းတော်သူ့အပြစ်ဖြစ်ပြီးတော့သူ့အသင်းအောင်ကြီးဖြစ်နေတာချောဂျူလာချီမှာသွားပြီးတော့အားကြတယ်သူကတော့ဘာလဲဆိုတရေနဲ့တွေ့ရင်ပြောကြတယ်တရေပြောတယ်ပေးပါမယ်ပေးဦးဟာတက်ပနာကောက်ချက်အကျွေးဆောက်တာအရင်မြင်နိုင်တဲ့ထဲဝါလို့ဒါပေမဲ့သူမသိတာတခုရှိတယ်အများကြီးရှိတယ်ခလေးလိုပဲသူဘာသိတယ်သူလားဖះသခင်ကစကားနားထောင်တဲ့လူလိမ်မာတဲ့လူကိုချစ်တယ်တဲ့ဒါကြောင့်ခင်ဗျားတို့လိမ်မာကြပါချစ်ဖို့လိမ်မာကြပါတဲ့သူတရားဟောတာအဲ့ဒါနဲ့ပြောင်းလဲကြတာလူတွေကနော်ဖះသခင်ကမုန်းတယ်တဲ့ခင်ဗျားတို့အပြစ်လုံးနေအပြစ်ကိုမုန်းတာသူမသိဘူးအပြစ်သားကိုချစ်နေတာသူမသိဘူးအပြစ်သားကိုမုန်းတယ်တဲ့အဲ့လိုဟောတာဒါနဲ့လည်းပြောင်းလဲတာပဲနော်နှလုံးနဲ့ဟောတာမသိဘူးဟောတာအလွယ်အဲ့ဒီမှာခြားတိတ်တယောက်16နှစ်ကြော်ကြော်လောက်ပဲရှိပြီးလက်ကကျွန်တော်တဲ့ခမရအတင်းတော်မလာတရားဟောခြင်းတယ်တဲ့သူနဲ့တွေ့တော့ပြီးလက်ကိုလာတာပထမချက်ဒီကောင်ကြီးကဒီကောင်လည်းကောင်းအေးပါတယ်တော့ကျုံဝင်လာတော့ခင်ဗျားဘယ်တော့ပြန်မလဲဘယ်တော့ပြန်မယ်လဲကျွန်တော်ခင်ဗျားလေးတင်မနဲ့လိုက်ချင်လို့တဲ့အေးပါတယ်လိုက်ပေါ်တော့ဒီကောင်လာမတော့ကြောက်တယ်လည်းကောင်းဟာလားအဲ့ဒီလိုအင်္ဂလိပ်ကလေးကမရလေးသူတင်မနဲ့ပြီးလိုက်လာတာရောက်လာတယ်ဒါပေမဲ့ပျောက်သွားတယ်အေးရောပျောက်သွားပြီနောက်သူမရှိတဲ့အချိန်မှာပေါက်လာတယ်တဲ့5-6ရက်ကြာတော့သွားခရီးသွားနေတယ်ဒါပဲသူပြောလူတွေကလည်းတရားဟောဆိုအဲ့ဒါဆိုဟောပါတဲ့လူကြီးတွေကသူ့ဟောပေးတယ်ဒီချမ်းတွေကိုအင်္ဂလိပ်လိုမျိုးသူအမေရိကန်တယ်မူဒီဆိုပြပါတော့အဲ့ဒီကလေးဟောခိုင်းတော့လေရှင်းအောင်ခရက်ခိုင်း3ငယ်16ကျန်တာဖွင့်ပါအောင်ကျန်တာပဲနောက်နဲ့ကျန်တာအုပ်ယူလာပါအောင်သူကအဲ့လိုပြောတယ်ဘုရားသခင်ကအပြစ်သားကိုချစ်တယ်ဆိုတာပြောတာငိုကြတယ်လူတွေကပြောင်းလဲကြတယ်ပြောင်းလဲကြတယ်မူရီမိမပါပါတယ်ပြေးကြတယ်စားနေတယ်ဘာလို့မဟုတ်ရှင်ရောခရင်ခိုင်းဆုံးနဲ့စကြောက်နေပဲတဲ့ဟောတာသူပြန်လာတယ်ဘယ်လိုလဲအဲ့ဒီကောင်လေးတဲ့အခွင့်ပေးလိုက်လာတယ်ပေးတယ်တဲ့အေးဘာဟောသွားလဲဟာသူကဟောတယ်တဲ့ဘုရားသခင်ကအပြစ်သားကိုချစ်တယ်ဟဲ့တွေ့ကြရတယ်ဒီကောင်လာလို့တယ်စိတ်ဆိုးတယ်သူကငါထင်သားပဲဒီကောင်လာကောက်နေရဘယ်လိုထင်မသိဘူးလူတွေကတော့သိကြိုက်တယ်ဟောဒီလိုဟောတော့ကြက်ရလားကြက်မှာပေါ့ဘာဖြစ်တော့ဒီကောင်ဘာဘယ်လိုတချက်မှသူစကားပြောနှုတ်ကမှကြွေပြောက်သွားတာဘုရားဘယ်လိုလူချစ်လဲဘုရားဘယ်လိုကဘာဦးအစပြောက်သွားတာဘုရားဘယ်လိုချစ်လဲလူကိုဘယ်လိုချစ်လဲလူကိုချစ်တဲ့အကြောင်းကြီးပဲပြောရတယ်ဒါကြောင့်မလို့အပြစ်သားကိုချစ်လို့ကယ်ဖို့လာတယ်အဲ့ဒီမှာပဲပြောင်းလဲရတယ်ဟောတယ်ညတိုင်းပြောင်းလဲတယ်ဒီကလေးပဲခေါ်တာအဲ့တော့မှ तू ကနားထောင်တာ तू ပါမဲကြောက်ငယ်တုန်းကတော့လူငယ်လိုပဲအဲ့ဒါမရှိဘူးနှလုံးကမှန်တယ်အခုတော့ကြီးသွားပြီသဘောတည်းနော်သူ့ရဲ့ကြီးတဲ့ကလေးကဟောတာအော်ကြိုင်နော်နှုတ်ကပဟောတာ
तू ကတော့ဧဝံဂေလိပဲဟောတာ तू က prophet ပြုတာကွာသွားတယ် prophet ဆိုတာလေဘာမှကိုယ့်အကိုသိတာမဟုတ်ဘုရားပြောခိုင်းတာပဲပြောတတ်တာဒါပေမဲ့အမှုတော်ဆောင်ဆိုတာနှုတ်ကပပါတိတဲ့လူဖြစ်တယ်အထောက်ထားပြတယ် तू လေးကနားထောင်တာရှက်သွားတယ် तू ရှက်သွားတယ်တလောက်နာမည်ကျော်တဲ့လူရဲ့ရှက်တယ်လေးကတဲ့ကျွန်တော်ဒီနေ့ဟောကျင်တာတော့ရှေရောအခရခိုင်း3ငယ်16အဲ့ဒီကပဲမတက်တော့ဘူးဒါပေမဲ့ပြောသွားတဲ့အကြောင်းဘယ်တော့မှအဲ့ဒီမှာမပြီးဘူးရှေရောအခရခိုင်း3ငယ်ဆိုတော့ဘုရားချစ်တဲ့အကြောင်းပြစ်သားကိုချစ်တဲ့အကြောင်းယုံကြည်ခဲ့ဒါလေးနဲ့စပြီနဲ့ဘယ်တဲကချစ်တယ်တစ်ခါပြီးတစ်ခါပြသွားတဲ့တာရကကဘာဦးနဲ့ပြတဲ့ကဘာဦးကကျန်းဆောင်လှန်သွားတာအဲ့ဒီမှာတစ်ခါတော်ပြီးတဲ့ငါလည်းကျန်းစာလေးလာပါအဲ့ဒီတော့မှသူကျန်းစာလေးလာတာအစားတော့ကျန်းစာလေးမလားမြစ်တာနဲ့ပဲသွားတယ်အလို့ကြည့်တော့သူ့နေရာနဲ့သူရှိတယ်နှုတ်တော့အခါနှုတ်တယ်လို့ဘုရားသုံးတာပဲရင့်လာတဲ့အခါရင့်လို့ဘုရားသုံးတာပဲဘောပေါက်လားဒါကြောင့်မလို့ဒီနေ့ကဘယ်သူကဒီနေ့နှုတ်တဲ့ဟာတွေကိုဖယ်ဖို့ကောင်းမလဲဆိုတာကိုယ့်အကိုစဉ်းစားပါဒါပဲပြောတယ်မဖယ်မချင်းတော့ဘယ်တော့မှမရင်ဘူးဒီကုန်းလေးမှာဆရာတင်မောင်ညိုကကာတွန်းဆွဲပါတယ်သူကဆွဲတာမဟုတ်သူဆွဲခိုင်းတယ်သူညံပေးတယ်သူကပါဆွဲထားလဲခလေးစီးတဲ့လှဲလေးခလေးထက်စီးတာပရမ်ခေါ်တယ်လေတော်လေးရှင်းတော့အဲ့ဒီထဲမှာအဖိုးကြီးရဲ့မျက်မှန်ကြီးနဲ့နှုတ်ဆိုးနေတယ်အဲ့ဒီလှဲထဲမှာအဖိုးကြီးကနှုတ်ဆိုးတယ်ပလင်းကြီးနဲ့မျက်မှန်ကြီးနဲ့ဖိုးကြီးခလေးလေးကတွန်းနေတယ်ခလေးလေးကတွန်းမင်းကလေးတွန်းတော်ရယ်ပေါ်နှုတ်ကိုဆေးဆိုးoh daddy daddy အဖေစိတ်နို့ပေးမယ်မဲတမီးအဖေနို့ပေးမယ်အဖေစိတ်ဆိုးတာနော်ဒါလေးပဲမရေးထားတာဒီအများကြီးပဲခလေးကပြန်အဖေကိုတွန်းနေတာအများကြီးပဲမဟုတ်လားတချို့သောသားသမီးတွေကကယ်တင်မြင့်ရတော့တော့အပေါ်ငယ်ဖြစ်သွားပြီလေအဖေကတော့အဓိပတိခရိယာကြီးမရှိဘူးလားရှိတယ်ဘာဖြစ်နေတာနှုတ်ပဲဆိုတယ်နော်နှုတ်ပဲဆိုတယ်ကြည်ခဲ့တဲ့အစာပေးရင် तू မခံနိုင်ဘူးအသက်ကတော့ကြည်မျက်မှန်ကြီးအထူကြီးနေတာပဲလဲပေါ်မှာပဲနှုတ်ပလင်းကြီးနဲ့အတော်လေးနဲ့တယ်နော်အဲ့ဒါပြန်ရှာအောင်ပဲတအုံလုံးရှိတယ်အမျိုးကာတွန်းကြီးပဲပုံနှိပ်ဖို့လုပ်တာလားပုံနှိပ်ဖြစ်လားမဖြစ်လားမသိတော့ဆရာသိန်းသေးနေကျွန်တော်လို့နော်လူဘဝတတန်းဆိုတာကာတွန်းနဲ့ကယ်တင်ခြင်းအကြောင်းလီယိုတိုစထရိုရဲ့ဟာဘမာလိုပြန်လုပ်ထားတာအဲ့ဒါစာအုပ်ထွက်တယ်ကာတွန်းစာအုပ်ဈေးတော့သိချင်တာဘယ်ရောက်တော့လဲမသိဘူးခရစ်တော်တည်ကလုံငန်းတော့လက်တဆုပ်ပဲလူရှိတယ်ဒီကနေ့အထိလည်းလက်တဆုပ်ပါပဲမျိုးကတော့အများကြီးပေါ်သွားပြီလူပေါ်သွားနော်ပါရပါဘုရားသခင်ရှိမှာအခွင့်တော်လမ်းနဲ့အသက်ရှင်မှုခလေးရွယ်ရှိပါတယ်အလိုတော်နဲ့အသက်ရှင်ဝิญဉ်လူကြီးရှိပါတယ်ကိုပေတာနဲ့ကိုယ့်အကိုပဲတိုက်ပါတက်တရားရှိပြီးသားပါနော်ဒီတက်တရားလူများတွေ့ပါမယ်အဲဒါကြောင့်တင်လို့ဒီငါတက်တည်ဖြစ်တယ်ဆိုတာရှောက်တက်တည်ခံလို့ရင့်ကျက်သွားတာမဟုတ်ပါဘူးဘုရားသခင်တက်တည်ပြီးတဲ့နေရာနဲ့နော်ဘုရားသခင်ချီးမြှောက်တဲ့တက်တည်ကခလေးလားလူကြီးလားခလေးဘဝမှာတော့ခလေးလိုပဲပြောကြတယ်ခလေးလိုပဲလုပ်တယ်ရှိပါစေကျွန်တော်မှမီးနှစ်ယောက်ရှိပါတယ်အကိုနဲ့ညီမဖြစ်ပါတယ်အကိုကရိုးသားတယ်ညီမကလှင်းနေ
အဲ့ဒီနှစ်ခွဲကအဲ့ဒီ4နှစ်ခွဲကလေးကိုသူကဘူလုပ်တယ်သူကကွန်ပျူတာမှာကစားတယ်အငယ်ကအကြီးလည်းကစားနေတာပေါ့ဘာလို့ကွန်ပျူတာထဲမှာ game ဆိုတာရှိတာဟောကြည့်တော့ညီမလေးတော့ပလိုက်တာပေါ့စားမယ်အကြီးကောင်စကားသိမပြောအငယ်ကလှင့်နေတာဟာအကြီးကောင်စကားမပြောအပြည့်အဲ့လိုလေအခုတတ်တယ်တော့မပြောတာပြတ်ပြောတတ်တယ်ပြောခိုင်းပြောတယ်မတတ်တာပြောတယ်သူလုံးချင်ပြီဆိုပြပါဘာပြပါပြောတယ်နှမွေးတော့မင်းသူလုံးဘယ်လိုကောင်းလဲဟာသူကိုတဲ့ဟိုမှာမော်ကားသွားကစားတယ်မော်ကားသွားကစားသူကဒါကစားတယ်လို့ကိုတော့မော်ကားစားတော့တဲ့မင်းဘလူတာဟောဘောရကားတော့ကစားတယ်သူကဒါကြီးလေကောင်းတယ်ခွာတယ်နော်သူအောင်တော့လူသေးပေမဲ့ညံပြေးတယ်ဒီလိုပါပဲကျုံမလေးကအခြေအနေသေးတယ်လူသေးတယ်ညံသိပ်ပြေးတယ်နော်ဝိညာဉ်ပြေးတယ်ဝိညာဉ်ဘာဖြစ်လဲဘိုးချုပ်ကြီးပြောင်းလဲတယ်နော်ဘုရားကဘုံဖြစ်ရှာတယ် prophet ကြီးကတွေ့ရတယ် prophet ကြီးနဲ့တွေ့ရတယ် prophet ကြီးတပည့်မဟုတ်ဘူးနော် prophet ကြီးတပည့်မဟုတ်ဘူးနော် prophet ကြီးဘာမှမသိအောင်နော်အဲ့ဒါတဟာယလို့ခေါ်တယ်တဟာယဆိုတာဘုရားတွေ့ပြတာမှတ်ထားပါဒါရီအားလုံးတွေ့ပါပဲတူတူကြီးပဲသိသူဖော်စားမသိသူကြော်သွားဘုရားကောင်းချီးပေးပါစေ